ညနေစောက်သွားတော့အခါဟာညနေတော့စောင်းသွားပြီပဲအမွေစိတ်တွေကအခုရှိလောက်မလာသေးဘူးဘေလီရှောက်သွားနေလည်းမသိပါဘူးကွာမရှာရေမွေးစိတ်ဟောစိတ်နေလိုက်တာဘယ်ရောက်နေလဲမသိပါဘူးလိုက်ရှာလိုက်အောင်မကိုဘူကြီးမမေစောင့်နေတော့မှလာမသိဘူးမမေအိပ်ပြန်တော့မယ်နော်ဟုတ်လားဆိုမှလိုက်ပြပေးမယ်လေဟုတ်ကဲ့လာတော့ကြမယ်အဲ့တော့ကားနဲ့သွားမယ်နော်ဟုတ်ကဲ့အမလေးမမဒါနဲ့ကားဘာကြီးလဲဟင်တခါမှလည်းမကြောက်ဘူးကားမကြောက်ဘူးလားမိတခါကြတော့စီးရလေအော်အဲ့ဒါဟိုလဲခွေးတွေရဲ့အဲ့ဒီခွေးတွေရဲ့ဟာကြီးလေအေးဟုတ်တယ်လေအဲ့ဒါပဲလေအော်ဟဲ့လားဟုတ်တယ်လေအပန်းအောင်ကားပါလားငှားလိုက်တာသိပါပြီရှေ့ကရှုပ်နေလိုက်သေးတယ်ညလို့စမ်းဟာရိုက်သွားတော့ဟဲ့သွားတော့ငါလေးအနေရှိရပဲသွားတော့မယ်ကြာလို့လာဟဲ့ဒီကလေးကဘာရှောက်ပြေးနေဟိုနားလေးဆိုရောက်ပြီနော်ဟုတ်ကဲ့မလေးကောက်ပေးရမတာကိုမောင်းနေတာကောက်ပါဖြစ်သွားပြီလေလောက်ကြပါရပ်ပြီကဲလာရောက်ပြီကဲလာတော့ကြမယ်ကားလေးကြည့်ရှောင်းနော်ကားတိုင်မြင်ဦးမယ်အေးဘလို့ဖြစ်တာလောက်ကြပါဟဲ့ဘလို့ဖြစ်နေလဲသူကတော်မမလည်းဝေလာလေအေးဟုတ်ပြီကိုဝေပြန်လာပြီအမလေးစောက်နေတာဘာလို့ပဲအပြေလေးလျှောက်သွားနေရလဲဒါနဲ့တော့ဘဒူလေသူကဟိုနာလီယာအမလေးတမီးလည်းမသိဘူးနေပါဦးငါသူ့မြေတခါစားမြေဖူးနေတယ်လို့မြေဖူးမှာပေါ့တခါစားအိမ်ရောက်လာသေးရဲ့လေအမသူလိုက်လာလေအမလိုက်ဖဲတာအမလေးပြေးလိုက်ရချွေးပါထွက်တယ်ဟုတ်လားဟာဟုတ်ပြီအဲ့ဆိုအိတ်ထဲလည်းဝေအုပ်လေအိတ်ထဲလည်းဝေထိုင်ကြပါအောင်ကဲလာအိတ်ထဲဝေထိုင်ကြရအောင်ကဲလာရလာကြမာရှာလာဒီဖက်လာโอเคထိုင်လိုက်အောင်မအဲ့ဆိုခဏလေးဆောင်းလို့ကျွန်တော်စောက်ချက်ဒီလိုက်မှာကျွန်တော်လည်းပတ်ရှာနေရခဏလေးစားပြီးပါပြီစီကက်တိုက်ထဲမှာပါရှိတယ်မသိကြည့်လိုက်အောင်ဒါထဲမှာတော့ဒီလောက်ပဲရှိတယ်ဒီလေးတဲ့ထဲမှာပါရှိတယ်မသိဘူးအမလိမ္မော်သေးလေးရှိရပဲလိမ္မော်သေးတော့ချက်ပေးလိုက်အောင်အမရေးဒီမှာလိမ္မော်သေးလေးစားလိုက်အောင်နော်မရှာလေးလည်းစားလေရပါတယ်မစားတော့ပါအဲ့ဒါဆိုကျွန်မပြန်လိုက်အောင်မယ်နော်နောက်မှပဲလာလဲမယ်လေမပြန်နဲ့အောင်လေမပြန်နဲ့အောင်ပြန်မရတော့မှာမိုးချုပ်တော့မှာဆိုလေပြန်တော့မယ်နော်မိုးတော့ချုပ်တော့မှာပဲအေးပြန်အောင်မလေမြဲလေးညဖေးလမ်းမှာကားတော့မရှိတော့ရှင်းလင်းနေရတယ်မလေးယူလဲ
လည်းမရှိဘူးပဲနဲ့ထိုးနေပြီလည်းမသိပါဘူးကောလို့ရှင်းလဲနေရတယ်ငါတို့တက်မျိုးလုံးနေလူလည်းတရားနေရလို့ပဲရှိရမထွေဝဲလားမသိလဲတယ်မကုန်ပြီအဲ့ဒီကိုင်ဆောက်လိုက်အောင်အဲ့ဒီကိုင်နဲ့ကျန်းတယ်အဲ့ဒီကောင်တိတ်ပြရဲတော့စမ်းအောင်စိတ်ကမရှိတော့ကွာကြာလို့အေးရငါကားတော့ပြီလားမသိပါဘူးဟဲ့မှာကားကိုနှစ်စီးပါဖြစ်နေလည်းမသိဘူးကားနှစ်စီးပိတ်နေရောရေးထဲစိတ်ကမရှိတော့မှာကိုတော့ဝယ်တိုက်ပေးလိုက်မယ်ဟဲ့တေးပါကဲရပြီဆိုတော့ဘာဖြစ်တာကဲအိတ်ထဲသွားလိုက်ပါဦးမလေးညလည်းမိုးချုပ်သွားပြီပဲငါပိုက်ရှိုက်တာပြန်လာတော့ခုလေးတော့စားအောင်ပါလေစစ်ပဲလေးနဲ့ပဲတော့ရမယ်ဆိုင်ရနေနီးလေးပဲဆိုတော့ဒီတိုင်းလေးပဲတော့ရပါမယ်ဟိုမှာဘာဖြစ်တာအဲ့ဒီတော့ပြန်มาလည်းမရှိဆိုဘယ်နေလဲရှောက်တွားနေဘာလေးစိုက်ကမ်းလဲဟေးထမင်းလိုက်လေးစားမယ်ပြီးရင်ကိုလာလေးတောက်မယ်ကွာအဲ့လည်းခုပဲစားရမယ်မိုင်းကျမလေးထမင်းလေးနဲ့ကိုလာလေးပေးနော်ဟုတ်ကဲ့ပါအမပေးလိုက်ပြီနော်ကျေးဇူးတင်ပါတယ်အမဟုတ်ကဲ့ပါတော်မယ်ဟေးမြတ်တော်မမိုးချုပ်နေပြီဟဲ့မလေးလဲမှာ guys လူလည်းတဲ့လာမရှိတော့မလေးဘိုက်ရှောက်တာလာဝဲရတာမောလိုက်တာတရေနဲ့တိုးမှလည်းကြောက်ရသေးတယ်ဘာဖြစ်တာဟဲ့မိုးတော့အော်မလေးသေးဘူးကြောင်ရတာတော့စားအောင်ပါလေကဲမီလေးပါလေမွေးလိုက်အောင်မအစမွေးပြီးသွားပြီဆိုစားလိုက်မယ်စားကောင်းလိုက်တာကိုလာလေးတောင်းမယ်ကဲတောင်းကောင်းလိုက်တာကဲတော့အိပ်ရမယ်တော့အိမ်မညလည်းမိုက်သွားပြီဆိုတော့အိပ်လိုက်အောင်မဒီနေ့ဗီဒီယိုဒီလောက်ပါပဲဒီဗီဒီယိုကြိုင်တဲ့ဒီ channel ကိုလည်း subscribe လုပ်ပြီးတော့ကြပါဦး။ platform မှာဘာဆက်ဖြစ်မလဲသိချင်တော့ comment မှတ်ခဲ့ကြပါအဲ့တော့ bye bye